ဒီနေ့မှာတော့မိုင်းညီမနဲ့မိုင်းရဲ့မုတ်တင်ရိုင်းဆောတော့ဒါတော့ဒါလေးကိုတော့စားမျိုးတော့တောင်းမယ်အဲ့တော့ထားလိုက်ပါထားရပါပြီသူဟာအားမိုင်းမာပြီးတော့လေဒီဟာလေးကချင်တယ်ခါတော့မှာတော့ဝေးဖာအဲ့ချင်တယ်နော်ထငယ်မိုင်းကတော့ရကောင်းစားပြမှာအဲ့ပြောဒါရဲ့စလိုင်းကကြတော့ပို့ပြမှာပေါ့နော်စလိုင်းရေစောပြမှာဟုတ်တယ်မပြောမှာပါအဲ့စလိုင်းဘယ်မလဲဒါလိမ်မော်တီဒါခောက်ဆွဲပြုတ်သွားပါစိတ်မကောင်းမစားတဲ့ဆင်းရတော့ဟုတ်ကဲ့ဖောက်ပြောဖောက်တယ်လည်းဖောက်ကျုံနောက်ပြီးကြမှာစောပါမယ်ဟာဂျုံဘာဘူးစလိုင်းနောက်ပြီးကြမှာစောပါပြောနော်မမတော့ချော်လေးပါ